ဘာမှမကောက်ချမ်းချလိုက်နဲ့ကို့အမြင်နဲ့ပဲမဆုံးဖြတ်လိုက်နဲ့ကျွန်တော်ဘာအကြောင်းပြောချင်တာလဲကျွန်တော်ပြောချင်တာကတော့ full agreement လို့ခေါ်တဲ့အင်္ဂလိပ်စာအုပ်လေးတစ်အုပ်ထဲကနေပြီးတော့ကျွန်တော်တည်တဲ့ဟာလေးတွေ၄ချက်ကိုဝင်ပြချင်တာပါအဆုံးလေးကြည့်ပြီးဖို့မျှော်လင့်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ don't be impeccable with your words ပြောချင်တဲ့အဓိပ္ပာယ်ဟာကိုယ်စကားကိုတီးကျွန်တော်တို့ဘုံမှာစကားပုံရှိတယ်လူမာကတိမဲမာသက်စာအဲ့စကားအတိုင်းပဲကျွန်တော်တို့ရဲ့ပြောလိုက်တဲ့စကားလုံးလေးတွေဒီကျွန်တော်တို့စိတ်ထဲကနေတည်တည်ချာချာလိုက်နာရမယ်ကျွန်တော်တို့ပြောလိုက်တဲ့စကားအတိုင်းတီးရမယ်ပြီးရင်ကျွန်တော်တို့ပြောလိုက်တဲ့စကားတခွန်းဒီတခြားသူမိမိကိုယ်တိုင်ဘသူကိုမှနာကျင်အောင်မပြောမိပါစေနဲ့ကိုယ်စလုံးနေနဲ့ကိုယ့်ရဲ့စကားလုံးနေနဲ့ဒုတိယတစ်ချက်ကအရေးကြီးရယ် don't take anything personally ဘယ်အရာကိုမှကိုကလိုက်ခံစားပြီးတော့ဖွေယူလို့လည်းမရဘူးလိုက်ခံစားပြီးတော့ဒေါသထွက်နေလို့မရဘူးပြောချင်တဲ့အဓိပ္ပာယ်ကကိုပတ်ဝန်းကျင်ကလူတွေကအကုန်လုံးဒီဟာမကောင်းဒီလိုမကောင်းအားလုံးပြောလိုက်တိုင်းကိုယ့်ရဲ့စိတ်ကနေပြီးတော့ဖွေယူပြီးမကောင်းမကြိုက်ဘူးဒါမျိုးမလုပ်အောင်လုပ်လိုက်ခြင်းအပြင်ကိုယ်လည်းမတိသေးပဲနဲ့အဲ့ဒါတခုကိုပွေယူလိုက်တယ်ဝေဖန်လိုက်တယ်အဲ့လိုမျိုးဖြစ်သွားတတ်တယ်တတိယတစ်ချက် don't make assumption ဘယ်အရာကိုမှထင်မြင်ယူဆလိုက်လို့မရဘူးအစမှပြောခဲ့သလိုပဲကျွန်တော်တို့ဘယ်အရာကိုမှကိုယ်အထင်မြင်ယူဆချက်အတိုင်းချလိုက်လို့မရဘူးတကယ်ကောင်းရင်ကောင်းတယ်တကယ်မကောင်းရင်မကောင်းဘူးအဲ့လိုပုံစံမျိုးပြီးတော့ဘသူပဲဝါကဒါမကောင်းပါဘူးလို့လာပြောနေလဲလိုက်ပြီးခံစားနေစရာမလိုဘူးလိုက်ပြီးလုပ်ပြီးနေစရာမလိုဘူးအဲ့တော့ဘယ်အတွက်မှလည်းမခံစားနဲ့ဘယ်လိုအကြောင်းမျိုးကြောင့်အတွက်မှလည်းပဲဘွေမယူနဲ့ဒါဆိုရင်ကိုရီရဲ့စိတ်ခံစားချက်ပြီးရင်တခုခုဒေါသထွက်တဲ့စိတ်အလိုမကျတဲ့စိတ်ဓာတ်တော်တော်ကိုယောနေတတ်တာသွားလိမ့်မယ်နောက်ဆုံးတစ်ခုကတော့ always do your best ဘာပဲလုပ်အကောင်းဆုံးသာလုပ်ကိုဘွားအတွက်ကိုကြိုးစားတယ်ကိုအတွက်ကိုလုပ်တယ်ဘာမဆိုဘာအလုပ်လုပ်အကောင်းဆုံးသာလုပ်တယ်ဆိုရင်ကျွန်တော်တို့အတွက်စိတ်သက်သာရလည်းရတယ်ပြီးရင်ဘဝအတွက်လည်းအကျိုးကျေးဇူးတွေအများကြီးဖြစ်ထွန်းပါတယ်အဲ့တော့ဒီစာအုပ်လေးနာမည်ကတော့ for agreement လို့ခေါ်ပါတယ်